အဲ့တော့လှုပ်ဆောင်တဲ့အခါမှာသုံးဖို့လိုအပ်တဲ့ personal information အကြောင်းလာပါမယ်နော်အဲ့တော့ personal information ဆိုတာကကိုယ်ရေးကိုယ်တာအချက်လက်ဖြစ်ပါတယ်ကျွန်တော်တို့အလုပ်ဆောင်တဲ့အခါမှာသုံးဖို့လိုအပ်တဲ့ personal information မိကုန်းချို့ကဘာလဲဆိုလို့ရှိရင်ပထမဆုံးတစ်ခုက what's your name ဒါကလွယ်လွယ်လေးပါ what's your name my name is Diamond right ပြီးနောက်တစ်ခုက how old are you အသက်ဘယ်လောက်လဲ I am 35 years old okay ပြီးနောက်တစ်ခုက where are you from I am from Myanmar လွယ်လွယ်လေးပါပြီးနောက်တစ်ခုက what's your phone number my phone number is 055023027အဲ့တော့3ညကို0လို့မဖတ်ရနော်ခုနကပြောပြတဲ့အခါမှာ3ညကို O အတန်နဲ့ဖတ်မယ် okay are you married or single I am single right what's your job I am a teacher what's your address my address is Bangkok Thailand blah 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 စသဖြင့်ဖြစ်လို့ရနော်ပြီးတော့ what's your surname ဆိုတာကနောက်ဆုံးနာမည်ပြောတာဖြစ်ပါတယ်ဥပမာကျွန်တော်တို့မြန်မာတွေကနာမည်3လုံးရှိတယ်အဲ10နှလုံးက first name နောက်ဆုံးတစ်လုံးက surname ပဲ right ဥပမာကျွန်တော်နာမည်က Diamond Star Diamond က my first name Star က my surname right so what's your name my surname is Star what's your first name my first name is Diamond okay အဲ့တော့ဒီအကြောင်းအရာတွေကောင်းလုံးကဒီမိကုန်းတွေကောင်းလုံးကကျွန်တော်တို့အရင်ဆုံးသိတာတင်တဲ့နော် personal information တွေဖြစ်ပါတယ်ဒါကကျွန်တော်တို့အလုပ်သွားဆောက်တဲ့အခါမှာအခုလောဆယ်စင်ကာပူမှာလုပ်ခေါ်တယ်မလေးရှားမှာလုပ်ခေါ်တယ်ဂျပန်မှာလုပ်ခေါ်တယ်ကိုရီးယားမှာလုပ်ခေါ်တယ်ဟုတ်လားကျွန်တော်တို့အလုပ် interview သွားတဲ့အခါမှာဒါသိရတဲ့ဒီအကြောင်းအရာကိုကျွန်တော်တို့မသိထားလို့မရအောင်သင်ထားရမယ် right ပြီးတော့ခါဒါတော့ကျွန်တော်အခြေခံသမားတွေတွေ့လှုပ်ဆောင်တဲ့အခါမှာသုံးဖို့လိုအပ်တဲ့မိကုန်းတွေကျွန်တော်ပြပြနေရပါအကယ်၍အဆင့်မြင့်ပြီးသားသူတွေကတော့နော်အလုပ်ဆောင်တဲ့အခါမှာဆိုလို့ရှိရင်တကယ်ကုမ္ပဏီကြီးကြီးတွေမှာလှုပ်ဆောင်တယ်တကယ်အဖွဲ့အစည်းကြီးကြီးတွေမှာလှုပ်ဆောင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ personal information သိရုံလောက်နဲ့မရအောင်နော်ကျွန်တော်တို့ဘာတွေဆက်လေ့လာမလဲဆိုတော့နော်ကျွန်တော် CV ဖြစ်တဲ့နောက် resume အကြောင်းလေးကျွန်တော်သိရမယ် resume ဆိုတာကကိုရေးချင်း right ကျွန်တော်တို့အလုပ်လုပ်ခဲ့တဲ့အဖွဲ့အစည်းတွေကဘာအဖွဲ့အစည်းလဲအလုပ်တွေးကြုံကဘာတွေလဲအလုပ်တက်တံဘယ်လောက်ရှိလဲဆိုတော့ဟာလေးတွေကောင်းလုံးကိုကျွန်တော်ကစာရွက်မှာရေးချရတယ်right ဒါတွေက CV လို့ခေါ်တယ် okay အဲ့တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်လေ့လာချင်တဲ့လူရှိရင်ကျွန်တော် Messenger မှာလာဆက်သွယ်လို့ရနော် CV ရေးတဲ့အကြောင်း okay CV ရေးဖို့ရေးနေ CV ကရေးတဲ့ခါကြလို့ရှိရင်ဘယ်လိုရေးရမလဲပြီးတော့ဘာတွေထည့်ရမလဲဘာ information တွေထည့်ရမလဲပြီးတော့ရေးဖို့ရေးနေကဘယ်နှခုရှိလဲဆိုတဲ့ဟာလေးတွေကျွန်တော်အကုန်လုံးသင်ပြရနော်အဲ့တော့ဒါတော့ကျွန်တော်ရဲ့ 1-to-1 VIP class မှာသင်ပေးတဲ့နော်အတန်းလေးဖြစ်ပါတယ် okay ပြီးတော့ CV အပြင်နောက်တစ်ခုကကျွန်တော်တို့ဘာရေးတရအောင်မလဲဆိုလို့ရှိရင် cover letter okay အဲ့တော့အလုပ်ဆောင်တဲ့အခါမှာဆိုလို့ရှိရင်ဒီလုပ်ကိုဘာကြောင့်စောင့်ချင်ရတာလဲပြီးတော့အလုပ်ရခဲ့မယ်ဆိုလို့ရှိရင်ဘယ်ချိန်လောက်မှာအလုပ်စလုပ်လို့ဖြစ်မလဲဆိုတဲ့ဟာလေးတွေကကျွန်တော်တို့က cover letter အနေနဲ့ရေးပေးရတယ် okay အဲ့တော့ CV လည်းသိရမယ် cover letter လည်းသိရမယ် okay ဒါတွေအကုန်လုံးကရေးဖို့ရေးနည်းတွေပြီးတော့ဒီရေးတဲ့ခါမှာဆိုလို့ရှိရင်ထပ်ပေးရတဲ့ information အကြောင်းတွေအကုန်လုံးကိုအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်ကျွန်တော် Messenger မှာလာဆက်သွယ်ပြီးတော့မှသင်တဲ့အကြောင်းလာဆောက်ဆောင်လို့ရ okay alright ပြီးတော့ခုနကတော့စောမှာတော့ပြောခဲ့တဲ့ဒီ personal information ဒါတော့တကယ်အခြေခံသမားတွေအကြောင်းသင်ပေးတာเนาะတကယ်အခြေခံသမားတွေအတွက်အကြောင်းသင်ပေးတာ okay ဒီအလုပ်ဆောင်တဲ့ခါမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်ပုံမှာမတည်ဘူးမှာကိုယ်သုံးရတဲ့မေးခွန်းတွေကမတူဘူးပါတင်ပါလားเนาะဥပမာကိုယ့်ရဲ့လုံက housekeeping လားဒါမှမဟုတ်တူနာဗျူးအလုံးလားဒေါက်တာအလုံးလားအင်ဂျင်နီယာအလုံးလားအဲ့တော့အလုပ်ကမတူဘူးကွာအလုပ်သဘောတဘာဝကမတူတဲ့အခါကျတော့ကျွန်တော်အလုပ် interview သွားတဲ့အခါကျလို့ရှိရင်ကျွန်တော်သုံးရတဲ့မေးခွန်းကျွန်တော်ဖြေရမယ့် information တွေတောင်းနေတာမတူနိုင် right အဲ့ဒါကြောင့်မို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဒီအလုပ်ဆောင်တဲ့အခါမှာเนาะကျွန်တော်တို့သိထားသင်တဲ့ CV အကြောင်းတွေဟာလားcover letter အကြောင်းတွေ personal information အကြောင်းတွေကိုကျွန်တော်အသေးစိတ်သင်ပေးတဲ့အတန်းတစ်ခုရှိပါတယ်ခင်ဗျာအဲ့တော့အဲ့ဒီတန်းမှာတန်းတက်ချင်တဲ့အဲ့ဒီတန်းကိုလာစုံစမ်းချင်တယ်ဆိုလို့ရှိရင်ခုနကတော့ကျွန်တော်ပြောရတဲ့အတိုင်း Messenger မှာလာစုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် see you in the class